ဒါရာဒီရှာအေးဒါမျိုးကရှေ့တော့မှရတော့မယ်ဟာအေးထားစမ်းပါကွာငါတယောက်လုံးရှိပါတယ်အမလီကဲပါခါကရွာလေးတွေ့ရမှာလေယာလောက်ကန်စားတောင်းနေတဲ့လင်မယားနှစ်ယောက်ရှိပါတယ်တနေ့မှာတော့မိမဖြစ်သူကလေရီပေါက်နေရင်းနဲ့ဥတွေကိုတူးမိပါတယ်ဟဲဥတွေပါလားဘာဥတွေလည်းမသိဘူးအကြီးပဲတော့မိမကြီးအလန့်တကြားနဲ့ကွာဘာတွေ့လို့လဲဒီမှာလေးယောက်ျားဥတွေအများကြီးပဲတော့ဘာဥလဲတော့မသိဘူးအကြီးပဲဟေးဟုတ်တယ်ကွာဘာဥပါလဲအကြီးပဲနော်ဒီနေ့ဟင်းစားမရှိရနဲ့အတော်ပဲဒီဥတွေပဲပြုတ်စားကြတာပေါ့ဟာမင်းဟာလေစားလို့ရမှန်းမသိမရမှန်းမသိနဲ့ဟိုးရှင်ကလည်းစားလို့ရလောက်မှာပါပြုတ်လိုက်ရင်ကြက်သွားမှာပဲဟာဒီဥတွေမှာပရိုတင်းဓာတ်ရရလေအိမ်ကသားတွေလည်းအားရှိရပေါ့အသားငါမစားရတာလေကြာပြီမဟုတ်လားဒီလုံးနဲ့မိမလောက်သူကဥတွေကိုစားတင်စောနဲ့လုံးလက်စားအလုပ်တွေပြစ်ထားခဲ့ပြီးအိမ်ကိုအပြေးပြန်သွားပါတယ်အိမ်ဝင်ရောက်တာနဲ့မိမွေရင်နွေးပွားဆူအောင်တဲပြီးဥတွေကိုထဲပြုတ်ထားလိုက်တာပေါ့ဒီနေ့တော့ဇိမ်ပဲထထထူးချက်ပြုတ်နေစရာမလိုဘူးလေဒီဥပြုတ်တွေကိုပဲမကုံမချင်းစားကြပြီးတော့အလံပေးပြီးသွားအိတ်လာအောင်မယ်အဲ့ဒီအချိန်မှာပဲမွေမကြီးကသူ့ရဲ့အတိုက်စီကိုပြန်လာတာပေါ့အတိုက်ထဲမှာဥတလုံးမှရှာမတွေ့တော့သူ့ရဲ့ဥတွေကိုအပူတပြင်းနဲ့လိုက်ရှာပါတော့တယ်အာယုံခံပြီးရှာလိုက်တဲ့အခါမှာတော့လယ်သမားမိသားစုရဲ့အိမ်ကိုခြေရခံမိပါတယ်ဘေးဘက်ညာကြည့်လိုက်တော့လေသူ့ရဲ့ဥတွေကိုမတွေ့ပါဘူးဒါနဲ့မတင်ကာရာနဲ့ပဲမီးဖို့ပေါ်တည်ထားတဲ့အိုးကိုအဖုံးလှက်ကြည့်လိုက်ပါတယ်အိုးငါကလေးတွေပါလားငါကလေးတွေကိုဘသူဒီထဲကိုထည့်ထားလဲမွေမကြီးလည်းမီးတွေပူနေတဲ့ကြားကသူ့ရဲ့ကလေးတွေကိုစိမ့်ကယ်ခဲ့ပါတယ်ဒါပေမဲ့အပြန်ခရီးကိုတော့ပြန်မထွက်နိုင်ခဲ့ပါဘူးရေကလည်းပွက်ပွက်ဆူနေတယ်မဟုတ်လားအလန်းတော်မြည်နေပြီပဲဟင်းအိုးကြက်ပြီးနေတူတယ်နေ့လေထမင်းစားချိန်နဲ့တော့အကိုက်ပဲလယ်သမားမိမလည်းဘိုက်စာနဲ့အိုးကိုဖွင့်လိုက်တော့သူတဲထားတဲ့ဥတွေတွေမကပဲမွေကြီးတစ်ကောင်မှပြုတ်လျက်သားဖြစ်နေတာကိုတွေ့လိုက်ရပါတယ်အမလီမွေကြီးပါလားဟေးဘာဖြစ်တာလဲကွာအလန့်တကြားနဲ့အိုးတွေကိုကြည့်လိုက်ပါအောင်ယောက်ျားရဲ့မှန်စမ်းဟေးမွေကြီးပါလားဒါရှေ့လူကြီးတွေပြောတဲ့နတ်မွေတစ်မျိုးပဲမိမရဲ့ကျမလေထဲရတဲ့ဥတွေကိုပဲထဲပြုတ်ခဲ့တာပါဒီမွေကြီးကဘလို့လို့ရောက်လာလဲမသိဘူးတော့အမေကလည်းဒါဆိုကျွန်တော်တို့ကန်ထူးတာပေါ့မွေဥပြုတ်တာအခုတော့မွေတစ်ကောင်လုံးမှစားရတော့မယ်လေအသားငါမစားရတာလဲကြာပြီမဟုတ်လားဗျဟာမင်းတို့ကလည်းကွာစားမယ်ဆိုတာကြီးပဲဒါကနတ်မွေမစားကောင်းဘူးဟိုးဗျာအဖေကလည်းကျွန်တော်တို့တတ်တာမှမဟုတ်တာသူ့ဘာသာဟင်းအိုးထဲဝင်လာတာလေသားတို့ပြောရလဲဟုတ်သားပဲယောက်ျားရဲ့ဒီလိုနဲ့လယ်သမားမိသားစုလဲမွေသားနဲ့မွေဥတွေကိုအားရပါရမြင်ရင်ချက်ရည်စားတော့ကြပါလိဘလို့လဲအဖေမစားဘူးနဲ့အခုတော့ကြိုက်နေပြီမလားအေးဟေးငါလည်းတစ်ခါမှမစားဘူးလို့ပါကွာစားတာစားပါယောက်ျားရဲ့နတ်မွေလဲတရိษံပဲမဟုတ်လားတတဝါဆိုတာလူကချွတ်မှကျွတ်တာဟုတ်တယ်ကျွန်တော်တို့ကတောထဲမှာကြီးရဲ့ကောင်တွေပဲဒီလိုလက်ဆက်စားရတာဘလောက်ကန်ကောင်းနေမှမကြပါဘူးညနေဆောင်တော့လေသမားလင်မယားနှစ်ယောက်ဆေးကန်းကိုပြေးရပါလေရောဒေါက်တာလောက်ပါဦးညလုံးတွေပြားဘိုက်တွေအောင့်လိုက်တာဟတ်ချူနှစ်ယောက်လုံးကဖြစ်တဲ့လက္ခဏာတွေတူနေတာပဲညလုံးပြားဘိုက်အောက်ကိုရီးယားပူဒါကအစာစိတ်တဲ့လက္ခဏာပဲဗျဒါဆိုလဲကျမတို့အမြန်ဆုံးအစိတ်ဖြေပေးပါတော့ဒေါက်တာရဲ့ကျမတို့မရတော့ဘူးဒီကရွာဆေးကန်းဆိုတော့အစိတ်ဖြေစီကအစင်သစ်မရှိဘူးဗျခဏတော့စောင့်ကျွန်တော်ဓာတ်ခွဲခန်းထဲမှာဆေးဖော်ကြည့်လိုက်အောင်မယ်အဖေနဲ့အမေမွေသားစားမိလို့ဒီလိုဖြစ်သွားလားပဲငါတို့ကြောက်မဖြစ်ဘူးနော်ဆရာလောက်ပါအောင်ကျွန်တော်တို့မိဘရေဘာဖြစ်တယ်လဲမသိရှာကြီးထွက်ပြီးစက်ငင်နဲ့ဟေးဟုတ်လားစောနာမှာအကောင်းရှိသေးနေရောဆရာစစ်ကြည့်လိုက်အောင်မယ်ဟေးနှလုံးလည်းမခုန်ကြတော့ပါလားဘလို့ဖြစ်ရလဲဖြာနှလုံးမခုန်တော့လားဆရာရဲ့ကျွန်တော်တို့အဖေနဲ့အမေကိုကယ်ပေးပါအောင်နော်ဟေးကွာစိတ်တော့မကောင်းမင်းတို့အဖေရောအမေရောအသက်မရှိကြတော့ဘူးဖြာဒီလိုနဲ့မိဘနှစ်ပါးရဲ့ဇာပနာပွဲကိုခမ်းနားထဲဝါစွာကျင်းပကြပါတယ်အမြသားတို့ပြုတဲ့ကုသိုလ်ရေးကြောင့်အဖေနဲ့အမေကောင်းရာဘုံဘဝရောက်ကြပါစေသားတို့ဘလို့ဖြစ်ကြရလဲဆရာဝန်ကတော့အစာအစိတ်တင်နေပြောတာပဲဦးလေးဟာဟေးဘာတွေစားလို့လဲကွာဟိုမွေသားနဲ့မွေဥတွေစားလိုက်တာပါအဖေကတော့အဲ့ဒါနတ်မွေမစားကောင်းလို့တော့ပြောသေးတယ်ဟောမင်းတို့ကတော့ကွာကြံဖန်နေလျှောက်စားရတယ်လို့ဟေးပေါ်သေးတော့မနေနဲ့နော်နတ်ဆရာကိုမင်းမြန်ပြီးသွားတောင်းမှန်ကြည့်ရောတော်ကြောင့်မင်းတို့ကအန်ရရှိတယ်ဒီလိုနဲ့သူတို့ညီကိုနှစ်ယောက်လဲနတ်ဆရာစီကိုသွားကြပါတယ်ဩမင်းတို့ရောက်လာကြပြီကိုဗျာဆရာကကျွန်တော်တို့ရောက်လာမှသိရလားဗျတိတ်သိတာပေါ့ငါရဲ့ဆရာသမားတွေကအကုန်ပြောပြပြီးသားဒါဆိုလဲဆရာရဲ့ကျွန်တော်တို့ကိုကူညီပါအောင်အေးကောင်းပြီငါအာယုံခံကြည့်လိုက်အောင်မယ်
မင်းတို့ကနတ်မွေကိုမှသွားစားတာပဲအခုသူ့ရဲ့ခင်ဘိုးကအရန်စိတ်ဆိုးနေရမကြခင်မင်းတို့နှစ်ယောက်ကိုလာတတ်လိုက်မယ်ဟင်ဒါဆိုဘယ်လိုလုပ်အောင်လဲဆရာကိစ္စမရှိပါဘူးငါဒီလောက်စွမ်းတာပဲဟာမင်းတို့ကလေးစားလာမရှိခင်ငါကိုယ်တိုင်သွားဖမ်းပြီးမယ်ဟိုးတောဆောင်နဲ့တောင်ဆောင်နဲ့အပေါင်းတို့ဒီတွင်းထဲကနတ်မွေကြီးကလူသားတွေကိုလိုက်လံဒုက္ခပေးနေပါတယ်ဒါကြောင့်ကျွန်တော်မျိုးကထိမ့်သိမ်းရပါလိမ့်မယ်အခုချက်ချင်းထွက်လာပါအခုချက်ချင်းထွက်လာပါတချိန်ထဲမှာပဲတတော်လုံးလေပြင်းတွေတိုက်ခတ်လာပါတယ်အိုးဟိုဆရာဟိုမှာကြည့်ပါအောင်ဗျအကြီးပဲဆရာတခုခုလုပ်ပါအောင်ကျွန်တော်တို့ကိုကြိုက်တော့မင်းနဲ့တူတယ်ဟဲ့အောင်လေစိတ်အေးထားစမ်းပါကွာငါတယောက်လုံးရှိပါတယ်အာအမလီကဲပါအောင်ဟင်ဆရာအဲ့လိုမဟုတ်ဘူးလေဆရာပြောဆရာရှိရဆိုအော်အေးဟုတ်တာပဲဘရုံနန်းဆရာလည်းသူ့ရဲ့ဂါထာမန်နယ်တွေနဲ့မွေကြီးကိုမြေဦးတဲ့သွင်းလိုက်ပါတယ်ကဲကိစ္စတော့ချင်းပြီမင်းတို့ဒီတသက်လက်စားချနိုင်တော့မှာမဟုတ်ဘူးကျေးဇူးတင်လိုက်တာဆရာရဲ့ဆရာကိုညီလို့တာပေါ့ရပါတယ်တခုခုထူးရင်သာဖုံးဆက်လိုက်ဟုတ်ကဲ့ခမဒီမှာဆရာအတွက်ညံပူစော်ခပါဒါရာဒီတီဒါရာဒီရှာနတ်ဆရာလဲဆိုင်ကယ်ကိုလူမစီးပဲစတန့်ထွင်စီးလိုက်တာသူ့ဘာသာပြန်လာတဲ့လိပ်ပြာကိုဝင်တိုက်ပြီးဂျွန်းပြန်သွားပါတယ်နတ်မွေထည့်ထားတဲ့အိုးကြီးလဲကွဲသွားတော့မွေကြီးလဲနတ်ဆရာရဲ့လက်ကလွတ်မြောက်သွားတာပေါ့အဲ့ဒီသတင်းက TV မှာပါလာတဲ့အထိပါပဲဟင်ဒါနတ်ဆရာပါလားမွေကြီးပါလွတ်သွားတယ်တဲ့သွားပြီငါတို့သေရတော့မှာပဲကဲကြအောင်မျိုးမွေကြီးလိုက်လာမှာဆိုလို့သူတို့ညီကိုနှစ်ယောက်ရွာဦးကျောင်းဆရာတော်စီပြေးကြတာတန်းနေရပါပဲမွေကြီးကလည်းသူတို့ရဲ့နောက်ကထက်ချက်မကွာလိုက်လာပါတယ်ညီလေးရေဒါမျိုးကရှေ့တော့မှရတော့မယ်ဟာရှေ့ကတော့တော့တလားမမေးနဲ့အကိုရေခေါင်းတော်နောက်မှကြံနေခဲ့ပြီဖုံဖေရတပည့်တော်တို့ကဲပါအောင်မွေကြီးကကလဲစားချေပြီးလိုက်တက်နေလို့ပါအာအမလေးချစ်သားမွေကြီးရန်ကိုရန်ချင်းမတုတ်ပြန်ကောင်းပါဘူးအသက်ချမ်းသာခွင့်ပေးလိုက်ပါအမေဒီလိုဆိုရင်တော့ငါလည်းမကယ်နိုင်တော့ဘူးလေဖုံဖေရတပည့်တော်တို့အဲ့လိုမျိုးကြီးမထားခဲ့နဲ့လေကျွန်တော်တို့ခမားမိသားစုဖြတ်စည်းခဲ့ပြီလို့တောင်းပန်ပါရဲ့ဗျာကျွန်တော်တို့မစားပါနဲ့နော်ဘာလို့အခုမှကြောက်နေကြရလဲငါမိန်းမနဲ့ကလေးတွေကိုစားတော့အကြောင်းမြင်ရင်ချက်ရင်နဲ့စားခဲ့ကြအဲ့ဒါလေးကျွန်တော်တို့မသိလို့ပါဗျကျွန်တော်တို့ခွင့်လို့ပေးပါနော်ငါလက်မခံနိုင်ဘူးငါမိန်းမနဲ့ကလေးတွေခံစားရတယ်မင်းတို့လည်းပြန်ခံစားစီရမယ်အယိုးတွေကြေမွသွားအောင်မျိုးချပြမယ်အဲ့ဒီအချိန်မှာပဲနတ်ဆရာရောက်လာပြီးမွေကြီးကိုမှော်ဓာတ်နဲ့ထိုးချလိုက်ပါတယ်ကဲကွာအတန်ဆုံးမနေရကြတဲ့ထပ်ပြီးမိုက်ရှင်ရန်ညိုးတွေအဆုံးသက်ပြီးဘဝတင်မှာကောင်းကောင်းနေထိုင်မှာတော့ချစ်တာနောက်ထပ်အကူတိုတွေကိုမဖန်တီးပါနဲ့တော့အညိုးကြီးတဲ့နတ်မွေဆိုးကြီးလဲပြင်းထန်တဲ့ဝေဒနာကြောင့်တဖြည်းဖြည်းပျောက်ကဲသွားပါတော့တယ်ကိုလူတို့ဘာထိခိုက်သွားကြသေးလဲတော်သေးတာပေါ့ဆရာရဲ့ဆရာအချိန်မီရောက်လာလို့ကျွန်တော်တို့တော့ဘာမှမဖြစ်လိုက်ပါဘူးကျေးဇူးတင်လိုက်တာဗျာအဲ့ဒီနောက်ပိုင်းမှာတော့လေသမားမိသားစုနဲ့မွေကြီးကိုတာတကထားပြီးမွေရုပ်တုကြီးတစ်ခုထုတ်လုပ်လိုက်ပါတယ်ဒီရုပ်တုကြီးကိုမြင်သူတိုင်းသူတစ်ပါးအတိုင်းမြုံကိုမဖြတ်စည်းကြဖို့ကိုချင်းစာတရားထားနိုင်ပြီးစင်ကျင်နိုင်အောင်လို့ပေါ့ဇလန်းလေးကတော့ဒါပါပဲရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်တစ်ရက်မှာတော့မမပုံမြင်ပြောပြမယ်အစီအစဉ်လေးလည်းထပ်မံထည့်သွင်းထားတာကြောင့်စောင့်ကြည့်ပေးကြပါအောင်နော် like and subscribe လေးလုပ်သွားပေးဖို့လည်းတောင်းဆိုအပ်ပါတယ်အားလုံးကိုချစ်တယ်နော်